မိမိချက်ကြွေရတယ်မစားပဲ ready made မှာ ready made ကြိုက်တဲ့ကလေးလေးတွေရှိလားဆိုရင်တော့မိမိနင်းကိုယ်တိုင် rover လေးကိုပြုပြင်ပြောင်းလဲခဲ့တဲ့နည်းလေးကိုမျှဝေပေးချင်ပါတယ် rover လေးကလည်းအသက်9လဝန်းကျင်မှာအစာညင်းတဲ့ကလေးလေးဖြစ်တာဖြစ်တဲ့အတွက်မိမိနင်းကအလွယ်တကူပေါ်ကျွေးလို့ရတဲ့ ready made ကလေးတွေကျွေးခဲ့မိပါတယ်ဒါပေမဲ့ rover လေးက ready made တွေစားတာများလာတဲ့အခါမှာမိမိချက်ကြွေတာကိုပြန်ပြီးတော့မစားခြင်းဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့လို့မိမိနင်းကဒီလိုနီလန်းလေးကိုသုံးပြီးတော့သားလေးကိုပြန်ပြီးတော့ ready made တွေမစားတော့ဘဲနဲ့ home made ကလေးတွေစားအောင်ပြန်ပြီးတော့ကျင့်ယူပေးခဲ့ပါတယ်အဲ့ဒီနီလန်းလေးကတော့ပုံမှန် ready made 9 ဆုံးစားခဲ့တယ်ဆိုရင် ready made ကို4ဆုံးမိမိချက်တာကို1ဆုံးတိုးပါတယ်ဒုတိယတစ်ရက်မှာတော့ ready made ကလေးကို3ဆုံးမိမိချက်တာကို2ဆုံးထည့်ပြီးတော့ရောပြီးတော့ကျွေးပါတယ်တတိယတစ်ရက်မှာတော့ ready made 2ဆုံးမိမိချက်တာ3ဆုံးနောက်တစ်ရက်မှာတော့ ready made ကို1ဆုံးမိမိချက်တာ4ဆုံးနောက်တစ်ရက်မှာတော့ ready made ကိုလုံးဝမထည့်တော့ဘဲနဲ့မိမိချက်တာကြီးပဲတီးတန်းထပ်ပြီးတော့ကျွေးပါတယ်ဒီလိုတစ်ဆင့်ချင်းနဲ့တသားကိုပြောင်းလဲပြီးတော့ home made ကလေးကိုစားတတ်အောင်ပြန်ပြီးတော့ကျင့်ယူပေးခဲ့ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ဒီလိုမျိုးရောတာအောင်မှကလေးလေးကမစားဘူးဆိုရင် ready made ကိုတစ်ပကံမိမိချက်ကြွေရလေးကိုတစ်ပကံထားပြီးတော့ ready made တစ်စုံကျွေးလိုက် home made ကလေးကိုတစ်စုံကျွေးလိုက်အဲ့လိုမျိုးလေးပြန်ပြီးတော့ကျင့်ယူပေးခဲ့ပါတယ်ဒီလိုနီးလန်းလေးကိုမိမိနဲ့ရဲ့ page မှာအမြဲတမ်း ready made ပဲစားနေတယ် ready made ပဲစားနေရဆိုတော့မိမိတွေကိုလည်းအမြဲတမ်းမျှဝေပေးခဲ့တဲ့နီးလန်းလေးပါမိမိတွေအားလုံးလည်းဒီလိုနီးလန်းလေးကိုအဆင်ပြေခဲ့တယ်ဆိုတာကိုပြန်ပြီးသိရတဲ့အတွက်ဒီလိုမျိုးမမီနဲ့ရဲ့ follower မိမိတွေမသိသေးတဲ့မိမိတွေကိုလည်းသိသွားအောင်လို့ပြန်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ကဲဒီလိုဆိုရင်တော့ ready made တွေအရင်ကြိုက်နေတဲ့ကလေးလေးတွေရှိရဆိုရင်ဒီလိုပုံစံလေးတိုင်းပြန်ပြီးကျင့်ယူလို့ရပါတယ်နော်မိမိတို့သိချင်တဲ့အကြောင်းအရာလေးတွေကိုလည်း comment လေးမှာမှတ်သွားလို့ရပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်နော်တတား